Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ video clip လေးမှာတော့ module 1 lesson 3မှာတော့ custom instruction ကြောင့် share သွားမှာဖြစ်ပါတယ်။ So custom instruction ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ AI chatbot တွေကိုသုံးတဲ့အခါမှာကျွန်တော်အနေနဲ့ဒီတစ်ခုခုကို instruction ပေးပြီးတော့သူ့ကို prompt အနေနဲ့ခိုင်းတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့လိုချင်တဲ့အကြောင်းအရာတစ်ခုကိုရဖို့အတွက်သူ့ကိုကျွန်တော်တို့ထပ်တလဲလဲပြောရတာရှိတယ်။ဥပမာပြီးကျွန်တော်တို့ကျွန်တော်ဆိုရင်သင်တန်းကျောင်းဆိုရင်ကျွန်တော်တို့ကဘယ်သင်တန်းဖွင့်ချင်တာ customer တွေကတော့ဘယ်လိုဘယ် role မှာနေပြီးတော့ဒီဟာကိုရေးပေးပါဆိုတဲ့ဟာကိုကျွန်တော်တို့ business အကြောင်းကိုခဏခဏတင်မှန်ပြောပြီးတော့သူ့ကိုခိုင်းရတယ်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါအတွက်ကျွန်တော်တို့အရင်ချိန်ကုန်နေနောက်တစ်ခုကကျတော့AI chatbot တွေရဲ့သဘောတရားကကျွန်တော်တို့က knowledge မထည့်ပေးထားဘူးဆိုရင်ကျွန်တော်တို့ဘယ်သူလဲဆိုတာမပြောထားဘူးဘာ business လဲဆိုတာမပြောထားဘူးဆိုရင်သူက generate အဖြေတွေပဲကျွန်တော်တို့ကိုပေးလေးပေးထားရှိရပေါ့နော်ရေဘူးရအဖြေတွေပဲဆိုတော့သူ့စီမှာအရင်သိရှိနေတဲ့အဖြေတွေပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လိုချင်တဲ့အဖြေနဲ့မကိုက်တာမျိုးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒါအတွက်ကိုကျွန်တော်တို့ custom instruction ကိုသုံးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ AI ကိုစသုံးရမယ်ဆိုရင်အကောင်းဆုံးကတော့ကျွန်တော်တို့လုပ်ငန်းအတွက်သုံးမယ်ဆိုရင် custom instruction ကိုပြောထားတာပေးထားတာအကောင်းဆုံးပေါ့နော်ဆိုတော့ customer instruction မှာဘာတွေပါမလဲဆိုရင်ကျမတို့ကဘာလုပ်လဲကျမတို့ရဲ့ business တွေကဘာလဲပေါ့နော်ကျမတို့ပြန်ဖြေစေချင်တဲ့တုံး customer ကိုပြန်ဖြေစေချင်တဲ့တုံးကျမတို့ ਨੇ အပြန်အလှန်ဆွေးနွေးတဲ့အခါမှာပြောစေချင်တဲ့တုံးကိုထည့်ထားလို့ရတယ်ကျန်တဲ့အပြန်အလှန်ပြောတဲ့အခါမှာဘာလေးတွေထည့်ပြီးတော့ပြောတင်တယ် response ကတော့ဘယ်လိုဖြစ်တင်လဲဆိုတာကိုကျမတို့ပြောထားလို့ရတယ်ကျမတို့အနေနဲ့သူမဖြစ်မနေလိုက်နာရမယ့် rules တွေစည်းမျဉ်းစည်းကမ်းတွေကဘာလဲဆိုတော့ကျမတို့ပြောထားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ညွှန်ကြားချက်တွေကိုကျမတို့ custom instruction လို့ကျမတို့ခေါ်တယ်သူကတစ်ချိန်တစ်ခါပဲကျမတို့ထည့်ထားဖို့လိုတယ်ထည့်ထားရင်ဆိုသူ့ကိုသုံးတဲ့မှာအဲ့ပုံစံပေါ်မှာသူကမူတည်ပြီးတော့ကျမတို့ကိုအဖြေတွေပေးမှာဖြစ်တယ်ပေါ့နော် private ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ custom instruction ကိုကိုယ်ကလွယ်လို့ဘူးမှမသိနိုင်ဘူး automatic ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အနေနဲ့ထပ်တယ်လဲသူ့ကိုပြန်ပြီးတော့ပြောနေကြမလို့ပေါ့နော်ဆိုတော့ကျမတို့ custom instruction ကိုကျမတို့အနေနဲ့ဘယ်လိုသုံးမလဲပေါ့နော်ဆိုတော့ကျမ example လေးတွေပြောထားတယ်ဘယ်လိုသုံးရမလဲဆိုရင်တော့ကျမတို့အနေနဲ့ဒီ cloud ကိုကျမတို့သုံးနေဆိုရင်တော့ကျမတို့ရဲ့ AI ကျမ cloud ဖြစ်နေတယ်ဆိုရင်တော့ကျမတို့ကသူ့ကိုကျမတို့ဒီဘယ်ဘက် left side ဘာမှာအောက်ဆုံးမှာကျမတို့နာမည်ရှိရပေါ့နော်အဲ့ဒီနာမည်အဝိုင်းလေးကိုနှိမ့်လိုက်ရင် setting ဆိုတာတွေ့ရမယ် setting အောက်မှာ general ဆိုတာရှိရပေါ့နော်အဲ့ general ရဲ့မှာ instruction for cloud ဆိုတာရှိတယ်အဲ့ဒီမှာကျမတို့ကသူ့ကိုပေးထားရင်ရတယ်ပေါ့နော်ပေးထားရင်ရတယ်အဲ့ဒါပေးထားလိုက်လို့ဆိုရင်တော့သူကကျမတို့ပြောထားတဲ့အတိုင်းသူလိုက်နာမှာပေါ့နော်အဲ့တော့ကျမတို့က cloud သုံးတာမဟုတ်ဘူး GPT ပဲသုံးတယ် chat GPT သုံးတယ်ဆိုရင်တော့ setting အောက်က personalization အောက်မှာသူ့ကိုသုံးလို့ရတယ်ပေါ့နော်ဆိုတော့မဟုတ်ဘူးကျမတို့က Gemini သုံးတယ်မဟုတ်ဆိုရင်တနေ့ဟာတွေမဟုတ်ဘူးဆိုရင်တော့ Gemini မှာတော့ကျမတို့ဘာလုပ်လို့ရလဲဆိုရင်တော့နှစ်မျိုးလုပ်လို့ရတယ်ခုနကကျမတို့ custom instruction ဘာကိုသူ့ကိုသုံးလို့ရတယ်လို့နောက်တစ်ခုကတော့သူ့ရဲ့ဒီ left side ဘာထဲမှာ gem ဆိုတာလေးပါတယ်ပေါ့နော်သွားရှာကြည့်လိုက် gem ဆိုတာတွေ့ရင်အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်တော့ဒီလိုပေါ်လာမယ်ပေါ့နော်ပေါ်လာတဲ့ခါကျရင်ကျတော့ဒါကဘာလုပ်လို့ရလဲဆိုရင်သူကပို့ပြီးတော့အားတာတာကဘာလဲဆိုတော့သူက custom instruction တစ်ခုတည်းနဲ့မကတော့ဘူးသူနဲ့သက်ဆိုင်တဲ့ role လေးတွေပြီးပြီးကျတော့ခိုင်းလို့ရတယ်ပေါ့နော်။ကျွန်တော်သင်တန်းကျောင်းမှာဆိုရင်ကျွန်မကသူ့ကို marketing content တွေရေးခိုင်းစေချင်တယ်ပေါ့နော်။ content တွေရေးခိုင်းစေချင်ကျွန်မသူ့ကို marketing assistant ရာထူးကိုပေးထားတယ်။ပေးထားတော့ကျွန်မလုပ်စေချင်တဲ့ဟာတွေကိုသူ့ကိုဖြည့်ထားတယ်ပေါ့နော်။ content ရေးပေးပါကလေးအသက်အရွယ်ဘယ်အသက်အရွယ်အတန်းတွေအတွက်ကိုဘယ်လိုခေါင်းစဉ်နဲ့ရေးရမယ်သုံးတဲ့ခါကျရင်ဘယ်လိုတုံးမျိုးသုံးရမလဲပေါ့နော်မိဘတွေနဲ့ဆက်ဆံတဲ့အခါမှာကိုက friendly ဖြစ်တဲ့တုံးမျိုး warm ဖြစ်တဲ့တုံးမျိုးဆရာမကရှင်းပြတဲ့ပုံစံမျိုးကိုသူကပြောရမယ်ဆိုရင်အသေးစိတ်သူ့ကိုတွားလို့ချင်တဲ့ instruction ထည့်ပြီးတော့ခိုင်းထားတယ်ပေါ့နော်ဆိုတော့သူ့ရဲ့အားသာချက်ကတော့ဒီ Gemini မှာအားသာချက်ကတော့အဲ့ဒီ gem လေးကို create လုပ်ထားလို့ရတယ်ကိုကမဟုတ်ဘူးကိုက marketing content နဲ့သုံးချင်တာမဟုတ်ဘူးကိုကဥပမာအဖြစ်CV တစ်စောင်ရေးစေချင်တယ်ပေါ့ CV တစ်စောင်ရေးစေချင်တယ်ဒါမှမဟုတ်ကိုယ်ဝန်ထမ်းတွေအတွက်ဒီ SOP create လုပ်စေချင်တယ်ဒါမှမဟုတ်ရင် KPI create လုပ်စေချင်တယ်ဆိုရင်သူ့ကို HR ရာထူးပေးထားပြီးတော့ငါ့ရဲ့ဝန်ထမ်းတွေငါ့ရဲ့ရုံးမှာရုံးကတော့ဘယ်လိုရှိရဝန်ထမ်းဘယ်နှစ်ယောက်ရှိရ position တွေရတယ်ဘာတွေအဲ့ဒီဟာအတွက်ပတ်သက်ပြီးတော့ငါက KPI တွေရေးမယ် job description တွေရေးမယ်SOP တွေရေးမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီပေါ်မှာ template တွေပေါ်မှာအခြေခံပြီးတော့နေရာစဉ်းစားရမယ်ဆိုပြီးသူ့ကိုတခါတည်း rules တွေ set လုပ်ထားလို့ရတယ်အဲ့ဒါဆိုရင် तू ကကျမက HR နဲ့ပတ်သက်လို့မေးစေချင်တယ်ဆိုရင်သူ့ကိုHR ဆိုတဲ့ gem မှာကျွန်တော်သွားပြီးတော့နှိပ်လိုက်ပြီးတော့သူ့ကိုကျွန်တော်ပြောလိုက်လို့ရတယ်သူနဲ့ဆိုတော့အဲ့ဒါ तू ကအဲ့ role တစ်ခုနဲ့ပဲတည်တံ့ဒါနဲ့ပဲဆိုင်တာကို तू ပြောမယ်ပေါ့နော်ဆို marketing ဆိုရင် marketing နဲ့ဆိုင်တာကိုပဲ तू ပြောမယ်ဆိုတော့ဒီဟာကတော့ gem ကတော့ Gemini မှာပို့ပြီးတော့အားတာတယ်နော်ဆိုတော့ဒါလေးကတော့ဒီ custom instruction ကိုဒီမှာထည့်ပြီးတော့သုံးလို့ရတာဖြစ်တယ်ကျွန်မရဲ့ comment မှာလည်းကျွန်တော်နမူနာ custom instruction လေးတစ်ခုရေးပေးထားတယ်အကယ်၍များကိုကသုံးကြည့်ခြင်းနဲ့စမ်းကြည့်ခြင်းနဲ့ဆိုရင်ဒါလေးနဲ့သုံးပြီးစမ်းကြည့်လို့ရပါတယ်
ဆိုတော့ဒါလေးကတော့ကျွန်တော်တို့ Gemini မှာသုံးနိုင်တဲ့ဟာလေးဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့သိထားရမှာကဒီ chatbot တွေကိုသုံးတဲ့အခါမှာကျွန်တော်တို့အနေနဲ့rules တွေset လုပ်ထားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ Claude အများဆုံးသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့